ငါနှစ်တိုင်တိုင်နေတိုင်းရေလောင်းပေါင်းတင်ခဲ့ပေမဲ့ညီဘောကိုတလက်မတောင်ထွက်မလာတဲ့မျိုးစေ့တစ်ခုအကြောင်းတင်ကြားဘူးပါသလားအဲ့ဒီမျိုးစေ့ဟာအသုံးမကျတာလားဒါမှမဟုတ်တစ်ခုခုကိုပြင်ဆင်နေတာလားညီအောက်မှာအချိန်ယူခဲ့တဲ့ဝါပင်လေးတခါကရွာငယ်လေးတစ်ရွာမှာကိုဖြိုးဆိုတဲ့လူငယ်တယောက်ရှိပါတယ်သူကအရန်စူးစားပေမဲ့သူလို့သမျှအရာရာဟာချက်ချင်းအောင်မြင်မလာတော့စိတ်သက်တွေကြပြီးအားငယ်နေတတ်ပါတယ်တနေ့မှာသူကရွာကပညာရှိအဖိုးကိုတဦးစီသွားပြီးအဖိုးကျွန်တော်အရန်စူးစားနေတာပဲဒါပေမဲ့ဘာမှဖြစ်ထွန်းမလာဘူးကျွန်တော်ရဲ့စူးစမ်းမှုတွေကအလားအသက်ဖြစ်နေတာလားလို့မေးလိုက်ပါတယ်အဖိုးကပြုံးပြီးသူ့ကိုခြံထဲခေါ်သွားတယ်ပြီးတော့ဖန်ဖန်ပင်လေးတွေနဲ့တရုတ်ဝါပင်လေးတွေကိုပြပါတယ်ငါဒီအပင်နှစ်မျိုးလုံးကိုမျိုးစေ့ချပြီးခရုတစိုက်ပြုစုခဲ့တာပါဖန်မင်ကတော့မြေကြီးတွေကနေရပိုင်းအတွင်းမှာပဲငုံထွက်လာပြီးတချံလုံးစိမ့်နှံသွားအောင်မြင်းမြန်းဆန်ဆန်ကြီးထွားလာခဲ့တယ်လို့အဖိုးကပြောပါတယ်ဒါပေမဲ့ဝါပင်ကတော့ပထမတစ်နှစ်မှာဘာမှဖြစ်မလာဘူးဒုတိယနှစ်တတိယနှစ်နဲ့စတုထနှစ်အထိလည်းမြေပေါ်ကိုတလက်မတောင်ထွက်မလာခဲ့ဘူးဒါပေမဲ့ငါကတော့ဝါပင်ကိုလက်မလျှော့ပဲရေလောင်းပေါင်းတင်ပေးမြဲပေးနေခဲ့တယ်9နှစ်မြောက်မှာတော့ဝါပင်လေးဟာမြေကြီးတွေကနေရုတ်တရက်ငုံထွက်လာပြီး6ပတ်အတွင်းမှာတင်ပေ80ကျော်အထိအရှိန်ဟုန်နဲ့မြင့်တက်သွားတော့တာပဲအဖိုးကကိုဖြိုးကိုကြည့်ပြီးဆက်ပြောပါတယ်မင်းသိလားဝါပင်ကအဲ့ဒီ6ပတ်အတွင်းမှာပဲကြီးထွားလာတာမဟုတ်ဘူးအဲ့ဒီမတိုင်ခင်လေးနှလုံးလုံးသူဟာမြေအောက်မှာသူ့ရဲ့အမြင့်တွေကိုခိုင်မာအောင်တိုးချဲ့နေခဲ့တာသူ့ရဲ့အမြင့်ကိုထိန်းထားနိုင်ဖို့အမြင့်တွေကိုအချိန်ယူတည်ဆောက်နေခဲ့တာပဲဇလန်းရဲ့သင်ခန်းစာကတော့ကိုအချိန်ပေးပါတခါတလေမှာကိုစူးစမ်းတဲ့လောက်ရလက်မမြင်ရတာဟာကိုကအောင်မြင်မှုအတွက်လိုအပ်တဲ့အမြင့်အခြေခံအုတ်မြစ်တွေကိုခိုင်မာအောင်တည်ဆောက်နေတဲ့အချိန်ဖြစ်နိုင်ပါတယ်